စင်းကောင်းအောက်ကနေပြီးတော့နှစ်စိတ်ချမ်းပြီးတော့ချုပ်မယ်နော်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်နှစ်ချက်သုံးချက်လောက်ပတ်လိုက်မယ်ပတ်ပြီးသွားတာနဲ့ကိုပတ်ပြီးထားတဲ့နေရာကိုတစ်ချက်လောက်အနက်ပြန်ထိုးလိုက်မယ်ထိုးချုပ်လိုက်မယ်ထိုးချုပ်ပြီးသွားပြီဆိုလို့ရှိရင်မလှပကနေပြီးတော့ကျိုးနှစ်ချောင်းပိုးပြီးတော့ချုပ်မယ်နော်ချုပ်ပြီးသွားပြီဆိုတာနဲ့ကိုကပစင်းကောင်းအောက်ကချုပ်ထားတဲ့နေရာနေပြီးတော့တလက်မခွဲတိုင်းလိုက်မယ်တိုင်းပြီးတော့ခဲလေးနဲ့မှတ်မယ်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကပြန်ခောက်မှဆိုတဲ့အတွက်ကြောင့်အဲ့နေရာလေးကိုတစ်ချက်နှစ်ချက်လောက်တုပ်လိုက်ပေါ့နော်ခောက်တဲ့ခါကျလို့ရှိရင်သူ့ကိုပြန်ပြီးတော့မဟသွားအောင်လို့ခဲအောင်နာလေးကိုတစ်ချက်နှစ်ချက်လောက်တုပ်ပေးရမယ်ကိုညှက်မယ်ခဲဆွဲထားတဲ့နေရာနေပြီးတော့နှစ်စိတ်လောက်ချန့်ပြီးတော့ညှက်လိုက်မယ်ညက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကခဲဆွဲထားတဲ့နေရာနေပြီးတော့ပြန်ခောက်မယ်ပြန်ခောက်ပြီးတော့အဲ့နေရာကိုကအရင်ဆုံးမဟသွားအောင်အဲ့ကလေးနဲ့အရင်ဆုံးရှာလိုက်မယ်တစ်ချက်နှစ်ချက်လောက်တုပ်လိုက်မယ်တစ်ချမ်းခောက်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ချမ်းလည်းအဲ့တိုင်းပဲခောက်မယ်နှစ်စိတ်လောက်ချမ်းပြီးတော့ပြန်ပြီးတော့ပတ်မယ်ပေါ့နော်ပတ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ပတ်ထားတဲ့နေရာကိုပဲပြန်ပြီးတော့ထိုးမယ်ပြီးရင်သူနှစ်စိတ်လောက်ချမ်းထားတဲ့နေရာကိုချစ်ချစ်လေးဖြစ်သွားအောင်ပြန်ပြီးမဟအောင်ပြန်ပြီးတော့ချုပ်မယ်ပေါ့နော်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါပစင်းကောင်းဘက်ကိုပစင်းကောင်းဘက်ရသွားပြီဆိုတဲ့အတွက်ကြောင့်ခွင်းဘက်ကိုလှုပ်မယ်ခွင်းလှုပ်တဲ့အခါကျလို့ရှိရင်လက်မဝဲလောက်ခွင်းစာချမ်းရမယ်ခွင်းစာချမ်းပြီးတော့အဲ့နေရာကိုချုပ်မယ်နှစ်ချက်လောက်ချုပ်မယ်နှစ်ချက်သုံးချက်လောက်ချုပ်ပြီးတော့ပြန်ပြီးတော့ပတ်မယ်ပေါ့နော်ပတ်ပြီးတော့သူပတ်ထားတဲ့နေရာကိုပဲပြန်ပြီးတော့ထိုးထားမယ်ကိုကချုပ်ပြီးသွားပြီဆိုလို့ရှိရင်မလာတဲ့ဘက်ကနေပြီးတော့ကျိုးနှစ်ချောင်းကိုပိုးပြီးတော့ထပ်ပြီးတော့ချုပ်ပေးရမယ်နော်ကိုလိုချင်တဲ့ site အနေထားရောက်တဲ့ထီတော့ချုပ်ပေးရမယ်ကိုကတလက်မခွဲယူမယ်ဆိုတဲ့အတွက်ကြောင့်တလက်မခွဲမရောက်ခင်ထီတော့ချုပ်ပေးရမယ်နော်ပြီးသွားပြီဆိုလို့ရှိရင်တိုင်းလိုက်မယ်ခွင်းစာချမ်းပြီးအောက်ကနေပြီးတော့တလက်မခွဲတိုင်းမယ်နော်တိုင်းပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့နေရာခဲချစ်မယ်ခဲချစ်ပြီးတော့ကိုကပြန်ခောက်မှာဆိုတဲ့အတွက်ကြောင့်အဲ့နေရာလေးကိုနှစ်ချက်လောက်သုံးချက်လောက်တုပ်ပေးရမယ်နော်တုပ်ပြီးသွားပြီဆိုလို့ရှိရင်ပြန်ခောက်မယ်အရင်ဦးဆုံးမဟသွားအောင်လို့ရှာမယ်ပေါ့နော်တစ်ချက်နှစ်ချက်လောက်ပြန်တုပ်လိုက်မယ်ပြီးသွားပြီဆိုရင်ဟိုဘက်ချမ်းကိုလည်းပြန်ခောက်မယ်ခောက်သွားပြီဆိုတာနဲ့ဟိုဘက်ချမ်းကိုပြန်ပြီးတော့နည်းနည်းလောက်ထိုးလိုက်မယ်ပေါ့နော်တစ်ချက်လောက်ကိုကပြီးသွားပြီဆိုလို့ရှိရင်ဖယ်ရနာကနေပြီးတော့နှစ်စိတ်လောက်ခြံပြီးတော့ပြန်ပတ်ပေးမယ်ပေါ့နော်နှစ်ချက်သုံးချက်လောက်ပတ်ပြီးသွားပြီဆိုတာနဲ့အဲ့နေရာကိုပဲပြန်ပြီးတော့ထိုးမယ်ချုပ်မယ်မဟသွားအောင်လို့လေစစ်စစ်လေးဖြစ်သွားအောင်လို့ပြန်ပြီးတော့ချုပ်ပေးရပါမယ်ပြီးသွားပါပြီပြီးသွားပြီဆိုတော့တေချာတည်တတ်တဲ့ကျဲသီးစုံလေးရသွားပါပြီရှင်